ခံရတဲ့အခါမှာဘယ်လိုမျိုးအကောက်ကိုပြန်ယူလို့ရမှာလဲဆိုတာကိုလာပြီးတော့မျှဝေပေးတော့မှာဖြစ်တဲ့ကြောင့်လို့တကယ်လို့ကိုယ့်ရဲ့အကောက်အဟက်ခံရတဲ့အခါမှာရှောင်ရမယ့်အချက်တွေရှိသလိုစောင်းရမယ့်အချက်တွေလည်းရှိပါတယ်နံပါတ်1တစ်ချက်အနေနဲ့ကိုယ့်ရဲ့အကောက်ကိုနောက်ထပ်အဟက်မခံရအောင်2 step ခံထားပေးဖို့ပြောချင်ပါတယ်နောက်ထပ်နံပါတ်2တစ်ချက်ကကြတော့တကယ်လို့ကိုယ့်ရဲ့အကောက်ကိုပြန်ဝင်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ password email နဲ့ပြန်ဝင်ကြည့်ပါအဲ့ဒီလိုမှမရဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ password အသစ်ကိုပြန်ပြီးတော့ဖွင့်ပြီးတော့ရင်လုပ်ကြည့်ပေးပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အကောက်ပြန်ပြီးတော့ရရှိမှာဖြစ်ပါတယ်သူကဘာဖြစ်လို့လဲဆိုတော့24နာရီ48နာရီ2ရက်ပေါ့နော်တစ်ရက်ကနေ2ရက်အတွင်းမှာပြန်ယူလို့ရတာဖြစ်ပါတယ်ဒါကတော့နံပါတ်1နီလန်းဖြစ်ပါတယ်နောက်ထပ်နံပါတ်2နီလန်းကကြတော့တကယ်လို့အဲ့ဒီလိုမှမရဘူးဆိုရင် TikTok profile နဲ့ကိုသွားပြီးတော့ TikTok supporting ရုံးကိုကနေပြီးတော့စာပို့ပေးရမှာဖြစ်ပါတယ်အဲ TikTok ရဲ့ profile နဲ့ကိုသွားပါပြီးရင် report plan ဆိုတဲ့ထဲကိုသွားပြီးတော့ရင်အဲ့ဒီမှာ supporting ရုံးကိုစာပို့ပေးရမှာဖြစ်ပါတယ်ဒီနီလန်းတွေကိုသုံးပြီးတော့ကိုယ့်ရဲ့အကောက်ပြန်ယူကြည့်ပါဒီနီလန်းလေးကအသုံးဝင်မယ်လို့ထင်ပါတယ်တကယ်လို့ဒီလိုလေးကအကျိုးရှိတယ်ဆိုရင်လည်းနောက်ထပ်